မင်္ဂလာပါရှင်။တင်းနှင်းသားတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဧပြီလ25ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တင်းနှင်းသားတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှင်းလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU တမဟာ6နယ်မြေမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော်လှန်ရေးတပ်တွေကကော့ကရိတ်မြို့နယ်ကိုဝန်းရံပိတ်ဆို့ထားနိုင်တယ်လို့သိရပါတယ်။တမဟာ6နယ်မြေထဲကစစ်ကောင်စီတပ်ရဲ့ရေခွဲတောင်စခန်းအပါအဝင်တပ်စခန်းတချို့ကိုတော်လှန်ရေးတပ်တွေဘက်ကသိမ်းပိုက်ထားပြီးကော့ကရိတ်မြို့နယ်ကိုလည်းဝန်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့အောင်စရစစ်ကြောင်းကတော့ကော့ကရိတ်မြို့ပေါ်ကော့ကရိတ်မြို့ဝင်းကျင်နဲ့ဒေါနာတောင်ပေါ်တာနောရီတခွန်အထိနေရာယူထားတာပါ။လက်ရှိကော့ကရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးကော့ကရိတ်နဲ့ကျုံတိုးမြို့လမ်းပိုင်းတစ်လျှောက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ဒဝဲထီကီလမ်းပေါ်မှာရှိတဲ့ကြေးရွာတချို့ကိုစစ်ကောင်စီကဟောင်ဝင်စာနဲ့နှစ်ရက်ဆက်ပစ်ခတ်နေတာကြောင့်ဒေသခံတွေအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။လက်နက်ကြီးကြီးတွေလူနေအိမ်အနီးမှာကြောက်ရွံ့ပေါက်ကွဲနေတာကြောင့်ဝါကုန်းဘဝပင်လိမ့်ကျဲပြောင်တင်ကန်းတုံးနဲ့တရက်ငုတ်ရွာတွေကဒေသခံတွေနီးစပ်ရာကိုအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲ့ဒီလက်နက်ကြီးတွေကိုပကာရီရဲစခန်းဘက်ကနေဟောင်ဝင်စာနဲ့ပစ်ခတ်နေတာဖြစ်ပြီးအခုလ23ရက်နေ့နဲ့မနေ့က2ရက်အတွင်းအချက်ရည်20လောက်အထိရှိပြီလို့ဒေသခံတွေကဆိုပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်ထဲကကြေးရွာတွေကိုဘုံကျဲဖို့လာတဲ့စစ်တပ်ရဲ့စက်တက်လေထီပါရာမော်တာတစ်စီးကိုတော်လှန်ရေးတပ်တွေဘက်ကဖျက်ဆီးနိုင်ခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အခုလ23ရက်ညနေပိုင်းကပခုတ်ကူအခြေစိုက်ချင်းမြန်တရင်ခမရ101ကနေတက်လာတဲ့စက်တက်လေထီ3စီးထဲကတစ်စီးကို Burma Revolution Rangers တပ်ဖွဲ့ကပစ်ချနိုင်ခဲ့တာပါ။တော်လှန်ရေးတပ်ဘက်ကပစ်ချခဲ့တဲ့စက်တက်လေထီပါရာမော်တာကတော့စက်ပစ္စည်းချူရင်ပြီးမြေပြင်ပေါ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ပါရာမော်တာမှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်သား2ဦးကတော့ထွက်ပြေးလွန်မြောက်သွားခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ပြစ်ဒဏ်ကြခံရပြီးတဲ့မြန်မာနိုင်ငံသား208ဦးကိုမနေ့ကထိုင်းနိုင်ငံရနောင်းမြို့ကနေကော့တောင်မြို့ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ပြစ်ဒဏ်ကြခံရသူတွေဟာထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုတရားမဝင်ဝင်ရောက်မှုမူရစ်စေဝါမှုနဲ့အခြားသောရာဇဝတ်မှုအမျိုးမျိုးကြောင့်ဖမ်းဆီးခံခဲ့ကြရသူတွေဖြစ်ပါတယ်။ပြန်လည်ပို့ဆောင်ခဲ့သူတွေထဲကစစ်မှုထမ်းသက်အကျုံးဝင်တဲ့အမျိုးသားတွေကိုစစ်ကောင်စီတပ်ကခလာရ262တရင်ကိုဖမ်းခေါ်တာတွေရှိနေတယ်လို့လည်းမြို့ခံတွေစီကသိရပါတယ်။တင်းနှင်းသားမြို့နယ်ဗန်လမော့ကြီးရွာမှာယာယီတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေဘက်ကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်တာတွေရက်ဆက်ရှိနေတယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်း9နိုင်ဝန်းကျင်မှာတစ်ကြိမ်17နိုင်ဝန်းကျင်မှာတစ်ကြိမ်မွန်လွဲ3နိုင်ဝန်းကျင်မှာတစ်ကြိမ်4နိုင်ခွဲဝန်းကျင်မှာတစ်ကြိမ်9နိုင်ခွဲဝန်းကျင်မှာတစ်ကြိမ်9ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့လို့လည်းဆိုပါတယ်။တော်လှန်ရေးတပ်တွေဘက်ကဘုံတိချတိုက်ခိုက်ပြီးနောက်စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့သိရပါတယ်။မြေတဝဲပြည်ထောင်စုကားလမ်းပိတ်တာကြောင့်မြင်းမြို့မှာကြက်ဥတစ်လုံးကို800ကျပ်အထိစံချိန်တင်မြင့်တက်လာပါတယ်။အခုလ18ရက်နေ့ကလေးကမြေတဝဲကားလမ်းပေါ်မှာရှိတဲ့ဝင်းဝရွာရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကဝင်ရောက်တိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးကားလမ်းပိတ်ဆို့မှုတွေဖြစ်နေတာပါ။ကားလမ်းပိတ်ဆို့မှုကြောင့်မြိတ်မှာကြက်ဥတစ်လုံး800ဝန်းကျင်အထိမြင့်တက်လာသလိုဈေးဆိုင်တွေမှာပါပြက်လက်နေတယ်လို့မြို့ခံတွေကဆိုပါတယ်။တင်းနှင်းသားတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။